ဂျိုက်ကူရေးတစ်ဖွဲ့လုံးခေါင်းဆောင်မင်းသားအပေါ် respect မရှိခဲ့တဲ့ဇက်ကာမင်းသားရောမင်းသမီးကအရန်နဲ့မင်းကြီးပြီးတရုတ်ဆောင်ကောင်းတဲ့ထိပ်တန်းတွေဖြစ်ပေမဲ့ဇလန်းကိုသဘောမကျမိတာတော့အမှန်ပါပဲ This is just my opinion Hidden Love နဲ့ကိုရီးယားအသေးနှလုံးကိုခြေခဲ့တဲ့မင်းသားချောနဲ့ဝင်းလက်ကာရီတာနဲ့အရန်နဲ့မင်းကြီးခဲ့တဲ့မင်းသမီးတို့ရဲ့ကားမို့လို့အများကြီးညှော်လင့်ခဲ့တာပါဒါပေမဲ့စားကြည့်မိတဲ့အချိန်မှာတကယ်ကိုစိတ်မကောင်းဖြစ်သွားရတယ်အပိုင်းတစ်ဆိုတာပုံမှန်ဆိုရင်စိတ်ဝင်စားစရာအကောင်းဆုံးဖြစ်နေမှနောက်အပိုင်းတွေကိုဆက်ကြည့်ချင်တာမလားအခုကဇက်ရှင်ကလုံးဝတက်မလာကြောင်းမလို့ဆက်မကြည့်တော့ဘဲနဲ့ကြော့လိုက်ပါတယ်ကိုစိုက်သေးတဲ့ပုံစံမျိုးမဟုတ်တာကြောင့်လည်းပါပေါ့ဒါပေမဲ့တရားနဲ့တရားအကြိုက်မတူတာမို့လို့တချို့ကတော့ဒီကားကိုကြိုက်ကြမှာပါဒီစကားကတော့မနေ့တနေ့ကမှဖတ်ရှိလာတဲ့ရိုးရဲပြီးချိုးရဲဆိုတဲ့စကားပဲဖြစ်ပါတယ်မထက်လာခင်ကတည်းကဂျိုက်ကူရဲ့အဖွဲကမင်းသားအပေါ် respect မရှိလို့ဆိုပြီးတော့ပွဲစုခဲ့တဲ့ဇက်ကာပါဒီကားမှာမင်းသားရဲ့စခွင်တိုင်းကလည်းအရန်နေပါရဲ့တဲ့ပင်မနဲ့ဂျာကဇလိုက်မင်းသားအများကြီးစူးစမ်းထားတာပါအခုလို result ထွက်လာတာကိုတော့စိတ်တိုင်းမကြပါဘူးမင်းသမီးကလည်းသူ့ကားတိုင်းအကုန်ကိုအကြိုက်တွေ့ခဲ့ရတာပါဒါကြောင့်သူတို့ရဲ့စူးစမ်းအားထုတ်မှုကိုအတိမတ်ပြုရတဲ့အနေနဲ့ဒီကားလေးကိုတော့နှိုးဆိုပေးလိုက်ချင်ပါတယ်ဇလန်းပုံစံလေးကတော့ထက်မြက်တဲ့အေကလေးငယ်လေးနဲ့အမျိုးသမီးအမတ်ဖြစ်လာမဲ့မင်းသမီးတို့အမှုတွေအတူတူဖြည့်ရှင်းကြမဲ့ပုံစံပါနှစ်ရလုံးက strong ဖြစ်တဲ့ powerful couple ပါကိုကြည့်ချင်တဲ့ပုံစံနဲ့ကွဲလဲနေပေမဲ့ကိုယ့်ရဲ့ follower လေးတွေကဒီလိုဗိုင်မျိုးကြိုက်တဲ့သူတွေလည်းဖြစ်နိုင်တာမို့လို့ဒီစကားလေးကိုညှို့ဆိုပေးလိုက်ပါရဲ့ရှင်အားလုံးပဲနောက်ဗီဒီယိုမှာပြန်ဆောင်ပြပါမယ်နော်ဟုတ်ပါလားMaria